အားလုံးပဲမင်္ဂလာပါခင်ဗျာလူကြီးမင်းတို့အားလုံးကြားသိပြီးဖြစ်တဲ့အတိုင်းပဲတရုတ် EV ကားတွေကအံ့ဩစရာကောင်းလောက်အောင်ဒီပညာမြင့်မားကြပါတယ်ကျွန်တော်မှာမေးခွန်းတစ်ခုတော့ရှိပါတယ်တကယ်လို့တရုတ် EV ကားတွေကဒီလောက်ကောင်းနေတဲ့နဲ့ဘာလို့တစ်ကမ္ဘာလုံးကိုမလွှမ်းမိုးနိုင်သေးတာလဲတရုတ်မဟုတ်တဲ့တခြားနိုင်ငံတွေမှာတရုတ် EV ကားတွေကအမှန်တကယ်ရောင်းအားကောင်းနေပြီလားဒီအကြောင်းကိုကျွန်တော်တို့နက်နက်လေးတူးဖော်ပြီးတော့ကြည့်လိုက်အောင်ဘူးဒုဒရစရာလေးတွေများစွာထည့်ပေးထားလို့ဗီဒီယိုကအနည်းငယ်ရှိသွားရင်နားလေပေးစေချင်ပါတယ်တရုတ်နိုင်ငံတစ်ခုတည်းရဲ့ EV ဝယ်လိုအားကမ္ဘာ EV ဝယ်လိုအားရဲ့3ပုံ2ပုံဒီပါရှိပါတယ်တရုတ်နိုင်ငံဟာကမ္ဘာအကြီးဆုံး EV ကားဈေးကွက်ကြီးဖြစ်ပါတယ်တရုတ်နိုင်ငံရဲ့လူဦးရေက 1.4 ဘီလီယံရှိပြီးတော့ကမ္ဘာလူဦးရေရဲ့18%ကျော်ပါတကယ်လို့တရုတ်နိုင်ငံကိုသာဖယ်ထုတ်လိုက်လို့ရှိရင်တကမ္ဘာလုံးမှာတရုတ် EV ကားတွေရဲ့ရောင်းအားက10%တောင်မရှိဘူးဆိုရင်လူကြီးမင်းတို့ယုံနိုင်ပါမလားတစ်ချက်လောက် grad တွေကိုကြည့်လိုက်ပါအနောက်နိုင်ငံတွေရဲ့တရုတ်ကားဝယ်လိုအားကတခြားကားတွေနဲ့နှိုင်းယှဉ်လိုက်ရင်အရန်နေနေတာတွေ့ရမှာပါတရုတ်နိုင်ငံကကမ္ဘာကားဈေးကွက်ရဲ့အကြီးဆုံးဈေးကွက်ကြီးဖြစ်နေတဲ့အတွက်နိုင်ငံအမြောက်များက EV hybrid plug-in hybrid ICE ကားမျိုးစုံကိုအပြိုင်ဆိုင်သွားရောက်ပြီးတော့ရောင်းချကြပါတယ်ဒါပေမဲ့ဒီ2025ခုနှစ်မှာတော့တရုတ် EV ကားတွေဟာဒါတရုတ်နိုင်ငံမှာရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပါတယ်ဒီလိုနိုင်ငံများစွာနဲ့ရှင်ပြိုင်ပြီးတော့တရုတ်ကားထုတ်လုပ်သူတွေရဲ့ EV ကားတွေရောင်းချနေနိုင်တာကသေးငယ်တဲ့အစွမ်းအစတော့မဟုတ်ပါဘူးလေးလာသူတွေရဲ့သုံးသက်ချက်တွေအရဒီ2025ခုနှစ်မှာတရုတ်နိုင်ငံတွင် EV ကားရောင်းချမှုကတခြားလောင်စာသုံးကားတွေထက်တာလွန်အောင်ရောင်းချနိုင်ခဲ့ကြပါတယ်တရုတ်ထုတ်လုပ်သူတွေရဲ့ EV ကားတွေကမြင်ဘူးသမျှထဲမှာခစ်ချေပြေးလွန်းနေတာအမှန်တကယ်ပါပဲ American Streamer Speed ကိုတော့အံ့ဩစေခဲ့တဲ့ BYD Yan1 U9 EV ကားရဲ့ခုံပေါက်လှည့်ပက်ပြီးတော့ကားနိုင်တဲ့အစွမ်းကလည်းအမခမ်းပါပဲဟိုးရခင်2014ခုနှစ်တုန်းကသတင်းထောက်တို့က Tesla ရဲ့ပိတ်ကင်ရှင် Elon Musk ကို BYD ကုမ္ပဏီက Tesla ရဲ့ပြိုင်ဘက်ဖြစ်နိုင်သလားလို့မေးလိုက်တဲ့အခါ Elon Musk ကရဲပြီးတော့မင်းသူတို့ကားတွေကိုမြင်ဘူးလားသူတို့ကဈေးလျှော့ရောင်းနိုင်ပေမဲ့ Tesla ကိုမှီနိုင်တဲ့ထုတ်ကုန်တစ်ခုတော့မဟုတ်ဘူးလို့ပြန်ပြောပါတယ် Tesla က2013ခုနှစ်မှာတရုတ် EV ဈေးကွက်ကိုစတင်ဝင်ရောက်ခဲ့ပြီးတော့အဲ့ဒီအချိန်တုန်းက Tesla ကတရုတ် EV ကားဈေးကိုလွှမ်းမိုးထားပါတယ်2014ခုနှစ်မှာ Tesla အစီးရေ9000နီးပါးရောင်းချခဲ့ပါတယ်ဒါပေမဲ့အခု2024ခုနှစ်ရောက်လာချိန်မှာတော့အတော်ကွဲပြားခြားနားသွားပြီဖြစ်ပါတယ်တရုတ်နိုင်ငံဈေးကွက်ဝေစုရဲ့6%သာ Tesla ကပိုင်ဆိုင်ထားပါတယ်အခုအချိန်မှာတော့ Elon Musk ကကုန်သည်ရေးအတားဆီးတာမရှိရင်တရုတ်ကားကုမ္ပဏီတွေကကမ္ဘာပေါ်မှာတခြားကားကုမ္ပဏီတွေကိုဝါးမျိုးသွားနိုင်တယ်လို့ပြောနေပါပြီတရုတ် EV ကားကုမ္ပဏီတွေကမြန်မြန်ဆန်ဆန်ပဲကြီးထွားလာကြပြီးတော့ပုံမှန်ကားတွေထက်ပိုမိုရောင်းချလာနိုင်တာသက်သေပါပဲပထမဦးဆုံးတရုတ် EV ကားလောကရဲ့ market leader ကြီး BYD ကိုထည့်မပြောလို့မရပါဘူးအခုဆိုရင် BYD ကကမ္ဘာအကြီးဆုံး EV ထုတ်လုပ်သူဖြစ်နေပါပြီ BYD Big Your Dream ကို1995ခုနှစ်မှာ Mr. Wang Chongfu ကတည်ထောင်ခဲ့ပါတယ်။သူကစင်းစင်းရဲရဲနဲ့မွေးဖွားလာပြီးတော့ဓာတုဗေဒပညာနဲ့ဘွဲရခဲ့သူပါ။ပထမဦးဆုံးဘက်ထရီကုမ္ပဏီကိုသူ့အမျိုးတွေရဲ့ထောက်ပံ့မှုနဲ့ဒေါ်လာ3သိန်းကိုအသုံးပြုပြီးတော့စတင်တည်ထောင်ခဲ့တယ်။အဲ့ဒီအချိန်တုန်းကဝန်ထမ်းအယောက်20ပဲသူ့ကုမ္ပဏီမှာရှိပါတယ်။ဘက်ထရီလုပ်ငန်းကတဖြည်းဖြည်းအောင်မြင်လာပြီးတော့2003ခုနှစ်မှာအစိုးရရဲ့အလုံးမဖြစ်တော့တဲ့ကားကုမ္ပဏီတစ်ခုကိုဒေါ်လာတန်း30နဲ့ပေးဝယ်ပြီးတော့ကားထုတ်လုပ်ဖို့စတင်တာပါအဲ့ဒီအချိန်ကတရုတ်နိုင်ငံမှာ BYD ကထိပ်တန်းဘက်ထရီထုတ်လုပ်သူရောက်ဖြစ်နေပါပြီသူကကမ္ဘာထိပ်တန်းဘက်ထရီထုတ်လုပ်သူအနေနဲ့လက်စစ်အသုံးပြုကားတွေကိုအကောင်းဆုံးလုပ်နိုင်မယ်လို့ယုံကြည်ပြီးတော့ယင်းနှီးမြုပ်နှံသူတွေနဲ့ဘဏ်တွေရဲ့ပံ့ပိုးမှုနဲ့ချဲ့ထွင်ခဲ့ပါတယ်သူရဲ့ယုံကြည်မှုကအလုပ်ဖြစ်ခဲ့တယ်လို့ဆိုရမှာပါအဲ့ဒီအချိန်တုန်းက BYD ကကားထုတ်လုပ်ဖို့ဘာအတွေ့အကြုံမှမရှိသေးပါဘူးဒီတော့တရုတ်တွေလုံနေကြထုံးစံအတိုင်းပဲကမ္ဘာအရရက်ကကုမ္ပဏီအမျိုးမျိုးကအကောင်းဆုံးကားတွေကိုဝယ်တယ် reverse engineering တူပါဖို့အတွက်ကားများစွာကိုတစားစီဖြုတ်ပြီးတော့လေ့လာခဲ့တယ်အဲ့ဒီထဲမှာ Toyota ကားတွေရဲ့ပြည့်စုံမှုတော့သူကရှီးကျူးသွားပါတယ်2008ခုနှစ်မှာ BYD အနေနဲ့ကားတွေကိုစတင်ထုတ်လုပ်နေပါပြီ2014ခုနှစ်မှာတော့တရုတ် EV ကားလောကအတွက်အခွင့်အရေးကောင်းကြီးတစ်ခုပေါ်လာပါတယ်အဲ့ဒါကတော့ Elon Musk က Tesla ရဲ့ EV software ကို open source အဖြစ်ကြေညာပြီးတော့ကောင်းကျိုးအတွက်ဆိုဘယ်သူမဆိုအသုံးပြုခွင့်ပြုမယ်လို့ကြေညာလိုက်ခြင်းပဲဖြစ်ပါတယ်
အဲ့ဒီအချိန်မှာပဲတရုတ် EV ဆက်တဲ့ကုမ္ပဏီတွေကအခွင့်အရေးကိုအရယူပြီးတော့ပထမအောင်ဆုံးအနေနဲ့အကြီးအကျယ် Tesla ရဲ့ EV software တွေကို copy ကူးကြပါတယ်ဒီလိုအခွင့်အရေးတွေပေးလိုက်တာကကမ္ဘာကားလောကကြီးတစ်ခုလုံးကိုအပြောင်းအလဲဖြစ်သွားလိမ့်မယ်လို့ဘယ်သူမှထင်မှတ်မထားကြပါဘူး BYD ရဲ့ထူးခြားချက်ကတော့ Tesla တို့ Toyota တို့လိုတခြားကုန်ထုတ်လုပ်သူအများအပြားကိုမိခိုခြင်းမရှိပါဘူးသူတို့ကိုယ်တိုင်ကားတွေမှာပါတဲ့ battery chip motor စတဲ့ပစ္စည်းတွေကိုကိုယ်ပိုင်ထုတ်လုပ်ပါတယ်အခုနောက်ပိုင်းဆိုရင်စီမီကွန်တက်တာတွေကိုပါကိုယ်ပိုင်ထုတ်ပြီးတော့ကိုယ်ပိုင်တင်မောကြီးတွေနဲ့တင်ပို့တဲ့ supply chain တစ်ခုလုံးကိုကြားခံလူမသုံးဘဲနဲ့အသုံးပြုသူစီဓာတ်ရိုက်ရောက်အောင်လုပ်နိုင်ခဲ့လို့အချိန်ကုန်ငွေကုန်ပိုတက်တာသွားစေပါတယ်ဒီလိုလှုပ်ဆောင်ခဲ့မှုတွေကြောင့်ပဲကြားပြိုင်ဆိုင်သူတွေထက်မြန်မြန်ဆန်ဆန်ပဲကုန်ပစ္စည်းတွေကိုထုတ်လုပ်နိုင်တယ်များစွာလဲဈေးလျှော့ရောင်းချနိုင်ခဲ့တယ်ဘလောက်အထိမြန်ဆန်လဲဆိုရင်တခြားကုမ္ပဏီတွေအနေနဲ့3နှစ်ကနေ4နှစ်အထိအချိန်ယူနေချိန်မှာ BYD ကတော့ကားတစ်စီးကို prototype လုပ်ပြီးရင်17လကနေ24လလောက်ပဲအချိန်ယူပါတယ်ဒီလိုမြန်ဆန်ပြီးတော့ဈေးနှုန်းချိုသာမှုကဈေးကွက်ပြိုင်ဆိုင်မှုမှာအလုပ်ဖြစ်ခဲ့တယ်2024ခုနှစ်တစ်နှစ်ထဲမှာပဲကားအစီးရေ 4.2 မီလီယံကျော်ရောင်းချနိုင်ခဲ့တယ်ပြီးလို့ရှိရင်ဒေါ်လာဘီလီယံပေါင်း100ကျော်ရရှိခဲ့တယ်ဒီနှစ်မှာပဲ BYD က Tesla ရဲ့ revenue ဝင်ငွေကို officially ကျော်ဖြတ်ခဲ့တယ်ဗျာတရုတ်တနိုင်ငံတည်းမှာပဲ BYD က EV ကားဈေးကွက်ရဲ့3ပုံ1ပုံကိုမင်းမှုထားပြီးတော့ Tesla ကတော့6%အထိထိုးဆင်းသွားပါတယ်အခုဆိုရင်ကံကြမ္မာအလှည့်အပြောင်းကအမခံဖြစ်သွားစေတယ်ဒီနှစ်တွေထဲမှာ BYD တစ်ခုတည်းတင်အခုလိုအောင်မြင်နေတာတော့မဟုတ်ပါဘူးတရုတ် EV ကားထုတ်လုပ်ရေးလုပ်ငန်းစုကြီးတစ်ခုလုံးဟာတိုးတက်လာကြတာပါအမေရိကန်မှာ Tesla ရဲ့ဈေးအနည်းဆုံး model ကဒေါ်လာ3000ခွဲလောက်ပေးနေရပေမဲ့တရုတ်မှာတော့ဒီလိုကားမျိုးကိုဒေါ်လာ1000ခန်းလောက်နဲ့တင်ရရှိနေနိုင်ပါတယ်ဥပမာအဖြစ် BYD CK ကဒေါ်လာ1000အောက်နဲ့ရနိုင်ပြီးတော့မိုင်ပေါင်း250အထိတွားလို့ရနိုင်ပါတယ် Fast Charger ပါမယ် Infotainment Rotation Touch Screen ပါမယ်ဒီလိုပြည့်စုံကောင်းမွန်တဲ့အချက်လက်တွေများစွာပါဝင်နေပါတယ် Wuling Mini EV ဆိုရင်ဒေါ်လာ9000လောက်နဲ့ရနိုင်ပြီးတော့ GM နဲ့ SAIC ကပူးပေါင်းပြီးတော့ထုတ်လုပ်ထားတာပါအခုဆိုရင်ဒီ Wuling ကားလေးတွေကတရုတ်နိုင်ငံမှာရောင်းအားအကောင်းဆုံးပါပဲဒီကားလေးတွေကဈေးချိုပြီးတော့သေးငယ်တဲ့မြို့လေးတွေမှာအသုံးပြုမှုများကြပါတယ်တရုတ်ကားထုတ်လုပ်သူတွေဘာကြောင့်အခုလိုဈေးသက်သာအောင်ထုတ်လုပ်နေနိုင်တာလဲတရုတ်လုပ်သားတွေရဲ့လောက်ခလစာတနာရီကို$3ပေးရပြီးတော့ဒီလောက်အားကအမေရိကန်အလုပ်သမားတယောက်တနာရီလောက်အားကရဲ့8%ပဲရှိပါတယ်အမေရိကန်တယောက်ကိုတနာရီခေါ်ခိုင်းရင်38ကျပ်လောက်ပေးရပြီးတော့တရုတ်အလုပ်သမားကိုတော့3ကျပ်ပဲပေးရပါတယ်မြန်မာအလုပ်သမားကိုခေါ်ခိုင်းလို့ရှိရင်35ဆင့်တစ်ကျပ်ရဲ့3ပုံ1ပုံပေးရင်ရပါပြီကားထုတ်လုပ်ရေးတွေမှာကျူစီစစ်တာကားပစ္စည်းတွေတက်စင်တာတွေတည်ယူပို့ဆောင်ရေးတွေမှာစက်ရုပ်တွေထက်လူအင်အားကိုအများအပြားအသုံးပြုရလို့ဒီလိုလုပ်အားကားတွေကအများကြီးတိတာစေပါတယ် BYD ကုမ္ပဏီတစ်ခုတည်းမှာတင်အလုပ်သမားပေါင်း9သိန်းကျော်ရှိပါတယ်ဒီလိုလူအုပ်ကြီးကိုအနောက်ဥရောပကားကုမ္ပဏီတွေခေါ်ပြီးခိုင်းနိုင်ဖို့မတတ်နိုင်ပါဘူးငွေကြေးအရဥရောပစံချိန်စံကျွန်းနဲ့ပေးနိုင်ဖို့မဖြစ်နိုင်လို့ပါပြီးရင်တရုတ်လုပ်သားတွေကိုပေးရတဲ့အချိန်ပိုကြေးတွေ Health Insurance တွေကအနောက်ဥရောပနိုင်ငံအလုပ်သမားတွေထက်အရန်နေလို့များစွာတက်တာစီတဲ့အကြောင်းရင်းတွေကတစ်ချက်ပါပဲအနောက်ဥရောပနိုင်ငံတွေရဲ့ကုမ္ပဏီတွေအနေနဲ့အလုပ်သမားလစာကြီးမြင့်မှုကြောင့်ပဲတရုတ်ကားကုမ္ပဏီတွေကိုမှတ်ရှင်နိုင်မင်းနဲ့ကြာရှုံးနေရပါတယ်တရုတ်နိုင်ငံမှာကအလုပ်သမားတန်းပေါင်းများစွာရှိနေပြီးတော့ဒီလူအင်အားကပဲတရုတ်နိုင်ငံကားထုတ်လုပ်ရေးအောင်မြင်မှုအတွက်တော့ချက်ပါဒီလိုဈေးနှုန်းချိုသာမှုကြောင့်ပဲတရုတ်နိုင်ငံကတန်းပေါင်းများစွာသောအလဲအလတ်တန်းစားတွေက EV ကားတွေကိုဝယ်ယူအသုံးပြုလာနိုင်စေတယ်ဒီလိုဈေးကွက်လိုအပ်ချက်ပြောင်းလဲမှုကြောင့် EV ဆက်လက်ကုမ္ပဏီတွေကိုပုံမအောင်မြင်စေပြန်ပါတယ်ပြီးရင်တော့ NIO Xpeng Li Auto နဲ့ Zeekr တို့လို BYD ကိုရင်ပေါင်တန်းနိုင်တဲ့ကုမ္ပဏီတွေဈေးကွက်ထဲအများအပြားတပြိုင်တည်းဝင်ရောက်လာတာကြောင့်ပြိုင်ဆိုင်မှုကိုပုံမပြင်းထန်စေပြန်တယ်တခြားတစ်ဖက်မှာတော့ရခင်ကတရုတ် EV ထုတ်လုပ်သူတွေ200ကျော်လောက်ရှိပေမဲ့အခုဆိုရင်တော်တော်များများကပျောက်ကဲသွားပါပြီလူကြီးမင်းတို့ကြားသိကြမလားမသိဘူးတစ်ချိန်က Byton ဆိုပြီးတော့တရုတ်ဂျာမနီဖက်ဆက်ကုမ္ပဏီက Tesla Killer ဆိုပြီးတော့ခစ်ချစ်ပြီးဒီဇိုင်းနဲ့သူတို့ရဲ့ concept ကားကို2016ခုနှစ်မှာပြသခဲ့ပါတယ်ဒီကားကို2022ခုနှစ်မှာထုတ်လုပ်ဖို့စီစဉ်ကြပေမဲ့အခက်အခဲတွေနဲ့ရင်းနှီးမြှုပ်နှံမှုမလောက်လို့ကားစည်းခွက်တွေရောက်ရှိလာခြင်းမရှိဘဲနဲ့2020ခုနှစ်မှာကုမ္ပဏီကဒေဝါလီခံသွားရပါတယ်2024ခုနှစ်နောက်ပိုင်းမှာလည်းGU Auto ကုမ္ပဏီကပိုက်ဆံမရှိတော့လို့ဝန်ထမ်းတွေ supplier တွေစတဲ့အများစွာသောလူကြီးကကုမ္ပဏီရုံးခန်းရှိမှာစုဝေးပြီးတော့ပိုက်ဆံတွေပြန်တောင်းနေတဲ့ဗီဒီယိုက online မှာအကြီးအကျယ်ပြန့်နှံ့နေတာတွေ့ရမှာပါ
အဲ့ဒီမှာတနာစရာကောင်းတဲ့အယောင်းဝန်ထမ်းတွေကဂျင်ကြီးအော်တိုကုမ္ပဏီဒေဝါလီခံသွားတဲ့အဖြစ်ကိုမသိဘဲနဲ့ကားတွေကိုဆက်လက်ရောင်းချနေကြတဲ့မြင်ကွင်းပဲဖြစ်ပါတယ်သူတို့အနေနဲ့ရှီလာကလည်းလစာမရထားခဲ့ဘူးကားလေးတွေရောင်းရရင်လစာတွေပြန်ရမလားဆိုတဲ့မျှော်လင့်ချက်နဲ့ရောင်းချနေပြီမဲ့အခုလည်းရဖို့ပုံမကျိန်းသေးတော့တဲ့အခြေအနေကိုရောက်လို့သွားခဲ့ပြီးဆိုတာပါပဲဒီလိုကိစ္စတွေကတရုတ်နိုင်ငံလိုနိုင်ငံမှာပဲတွေ့ရနိုင်တဲ့အခြေအနေမျိုးပါတရုတ်ကုမ္ပဏီတွေရဲ့နေ့ရက်တိုင်းဟာစိန်ခေါ်မှုတွေနဲ့ပြည့်နှက်လျက်ရှိပါတယ်2023ခုနှစ်မှာတော့ Tesla ကသူတို့ရဲ့တရုတ်မှာရောင်းချတဲ့ကားတွေကို20%အထိရှော့ချလိုက်ပြီးတော့ EV price war ကိုတရုတ်နိုင်ငံမှာစတင်လိုက်ပါတယ်တခြား EV ကားကုမ္ပဏီတွေကလည်းမဖြစ်မနေအပြိုင်အဆိုင်ဈေးလျှော့လိုက်ကြရပါတယ် Tesla showroom တွေမှာမနေ့ကဝယ်ထားတဲ့ကားပိုင်ရှင်တွေက20%ကိုသူတို့ကိုလည်းပေးသင့်တယ်ဆိုပြီးတော့ဆန္ဒပြမှုတွေအောင်ဖြစ်ခဲ့ပါတယ်တရုတ်ကားဝယ်ယူသူတွေအတွက်တော့ EV ကားဈေးတွေကနေချင်းညချင်းပဲပိုတက်တာလာတာကြောင့်အခွင့်အရေးကောင်းတွေဖြစ်ခဲ့ပါတယ်တရုတ်ကားထုတ်လုပ်သူတွေအတွက်ကတော့ကိုယ်လေပင်ကိုကြိုးဝင်းစွတ်တယ်လို့ဖြစ်စေပြီးတော့ကားကုမ္ပဏီတော်တော်များများဟာဈေးကွက်ကိုမလိုက်နိုင်တော့လို့ပျောက်ကွယ်သွားပြီးတော့ယင်းနှီးမြုပ်နှံမှုဘီလီယံနဲ့ရှိတဲ့ငွေကြီးတွေဟာလေထဲမှာတမဟုတ်ချင်းပျောက်ကွယ်သွားပါတယ်တရုတ်ကားဈေးကွက်အတွက်အတန်မာဆုံးအတော်ဆုံးဆိုသူတွေပဲကြံရစ်ခဲ့ကြပါတယ်အဲ့ဒီထဲမှာကြံရစ်သူတွေဖြစ်တဲ့ BYD, NIO, H-Band, Li Auto တို့ဟာအကောင်းဆုံးအမြန်ဆုံးစမ်းသစ်မှုအချိဆုံးတွေဖြစ်အောင်အမြဲစဉ်ဆက်မပြတ်ကြိုးစားနေကြရပါတယ်သူတို့တွေအနေနဲ့360လှည့်လို့ရတဲ့ YouTube တို့ဗီဒီယိုတို့ကြည့်လို့ရတဲ့ screen အကြီးတွေကားထဲမှာတင်တချင်းဆိုလို့ရတဲ့ KTV စနစ်တွေတကူလုံးကိုနှိပ်ပေးနိုင်တဲ့ massage chair တွေကို mid rate ကားတွေမှာပါထည့်ပေးပြီးတော့ဈေးကွက်ဝေစုတွေရအောင်လှုပ်ဆောင်ကြရတာပါ NIO ရဲ့အာသွင်းပြီးသားဘက်ထရီကိုကားပိုင်ရှင်ကိုယ်တိုင်က3မိနစ်နဲ့လဲလှယ်နိုင်တဲ့စနစ်ကတရုတ်နိုင်ငံမှာအရန်ကိုရေပန်းစားပြီးတော့ဒီလိုလဲလှယ်မှုပေါင်း3သန်းကျော်အထိလှုပ်ဆောင်ပြီးပါပြီဒီလို battery station တွေစောက်လုပ်ဖို့အတွက်ကကုန်ကျစရိတ်အရန်များပြီးတော့တိကျသေးကြတဲ့ဆန်သတ်မှတ်ချက်တွေလိုအပ်ပါတယ်ဒီလိုဖြစ်ဖို့ကလည်း NIO ကသူတို့ထွက်ရှိလာတဲ့ကားတိုင်းကိုတူညီတဲ့ battery design တွေသတ်မှတ်ထားရပါတယ်ထုတ်လုပ်သူတော်တော်များများအတွက်ကတော့ဒီလိုဝန်ဆောင်မှုကလွယ်ကူခြင်းမရှိပါဘူးTesla ကိုယ်တိုင်လည်းအခုလိုမျိုးဝန်ဆောင်မှုကို US မှာပေးဖို့အတွက်စမ်းသပ်ခဲ့ပေမဲ့လက်လျှော့လိုက်ရပါတယ်။ NIO အတွက်တော့ဒီဝန်ဆောင်မှုကအားသာချက်တစ်ခုလိုဖြစ်စေပါတယ်။ဒီဥပမာကိုကြည့်လိုက်ရင်တရုတ်ကားကုမ္ပဏီတွေကဒီလိုချုပ်ထွေးနှက်နေတဲ့ဆုံးရှုံးနိုင်ခြင်းမြင့်မားတဲ့ကိစ္စတွေကိုစွန့်စားပြီးတော့လှုပ်ဆောင်နိုင်ကြတာပုံမှန်လို့ဖြစ်နေပါတယ်။တရုတ်ကုမ္ပဏီတွေအနေနဲ့ဘလောက်ပဲစမ်းသစ်တီထွင်မှုတွေလှုပ်ဆောင်နိုင်ပါစေဘလောက်ပဲညံ့ဖျင်းနေပါစေပုံမှန်အတိုင်းတော့ဘယ်တော့မှဒီလောက်ကြီးအောင်မြင်မှာမဟုတ်ပါဘူး။ဒီလိုတရုတ်ကားလောကကြီးအောင်မြင်ရခြင်းရဲ့နောက်ွယ်ကတခြားတွန်းအားအကြီးတစ်ခုရှိနေပါတယ်။ဒါကတော့တရုတ်အစိုးရပဲဖြစ်ပါတယ်။တရုတ် EV ကားတွေရဲ့ဇလံဟာပြိုင်ဆိုင်ခြင်းတွေဒါမှမဟုတ်ကောင်းမွန်တဲ့နီးပညာတွေအကြောင်းပဲမဟုတ်သေးပါဘူးနိုင်ငံရေးနဲ့လည်းဓာတ်ရိုက်သက်ဆိုင်နေပါတယ်တချို့ဝေဖန်ရေးသမားတွေကဒီတရုတ် EV ကားတွေကတရုတ်သမ္မတချီကျင်းပင်အတွက်တော့မျက်နှာစာစီမံကိန်းတွေလို့ပြောပါတယ် classic ကားတွေတက်တက်ကိုပဲရောင်းချတာမဟုတ်ဘဲနဲ့တရုတ်ရဲ့နီးပညာတွေကအနောက်ဥရောပနိုင်ငံတွေထက်ပိုကောင်းနေဆိုတာကိုသိစေချင်တာပါတစ်ချိန်တုန်းကလည်းကိုရီးယားနိုင်ငံက Hyundai နဲ့ KIA ကားတွေကိုအသုံးပြုပြီးတော့ကိုရီးယားပစ္စည်းတွေကဈေးနှုန်းသက်သာကောင်းမွန်ပြည့်စုံကြောင်းကိုပြသခဲ့ပူပါတယ်။တရုတ်အစိုးရက BYD, NIO, H-Band တို့ကိုဒေါ်လာတန်ပေါင်းများစွာယင်းနှီးမြှုပ်နှံပေးပြီးတော့နိုင်ငံတော်စီမံကိန်းတွေအဖြစ်ဖော်ဆောင်ပါတယ်။တရုတ်အစိုးရရဲ့အောင်မြင်တဲ့စီးပွားရေး model တွေအဖြစ်အနာဂတ်မှာဒီကုမ္ပဏီတွေကိုရှိနေစေချင်တာပါ။2009ခုနှစ်ကနေစပြီးတော့တရုတ်အစိုးရက EV ကားတွေထုတ်လုပ်အသုံးပြုနိုင်ဖို့အတွက်အမေရိကန်ဒေါ်လာ200ဘီလီယံကျော်ကိုယင်းနှီးမြှုပ်နှံခဲ့တာပါအစိုးရရဲ့ထောက်ပံ့ငွေပံ့ပိုးမှုအလွန်ရက်ရောမှုကြောင့်ပဲမှန်ကန်တဲ့ပြဿနာတွေများစွာဖြစ်ပွားစေခဲ့ပါတယ်တချို့သောကားကုမ္ပဏီတွေကထောက်ပံ့ကြေးရလိုမှုတစ်ခုတည်းအတွက်အကြီးအသေးမပြည့်မီတဲ့ EV ကားထုတ်လုပ်မှုတွေကိုလှုံ့ဆော်ခဲ့ပြီးတော့အဆုံးသတ်မှာတော့ဒီကားတွေအများစုက EV ကားတင်ချိုင်းလိုနေရာမှာအဆုံးသတ်သွားပါတယ်နာမည်ဆိုးနဲ့ကြော်ကြားတဲ့အမှုတစ်ခုကတော့စီလိုင်းလို့ခေါ်တဲ့ကုမ္ပဏီတစ်ခုကအမှန်တကယ်ကားတစ်စီးမှမထုတ်ဘဲနဲ့ယွန်းငွေ 6.6 ဘီလီယံဒေါ်လာတန်ပေါင်း900ကျော်အိတ်ထဲကောက်ထည့်သွားတာပါဒီလိုကိစ္စတွေကလူကြီးမင်းတို့ကိုအံ့ဩမသက်စေမှာပါတရုတ်အစိုးရကထောက်ပံ့တယ်လို့မျိုးဘယ်နိုင်ငံရဲ့အစိုးရမှမထောက်ပံ့ပေးနိုင်ပါဘူးအနောက်ဥရောပနိုင်ငံတွေအနေနဲ့ထောက်ပံ့ထားတယ်ဆိုပေမဲ့တရုတ်အစိုးရနဲ့နှိုင်းယှဉ်လိုက်လို့ရှိရင်အစရာပေါင်းများစွာကွာခြားပါတယ်ဂျာမနီနိုင်ငံက2023ခုနှစ်မှာ EV ထောက်ပံ့ကြေးတွေကိုဖျက်သိမ်းလိုက်ပါတယ် UK နိုင်ငံကလည်းအလားတူပဲ2022ခုနှစ်မှာဖျက်သိမ်းသွားပါတယ်ဒါပေမဲ့တရုတ်အစိုးရကတော့ဆက်လက်ပြီးတော့ထောက်ပံ့နေသေးပါ
American ကတော့ EV အတွက်အခွန်တက်တာဝင်ကိုဆက်လက်ပေးထားပါတယ်တရုတ်နိုင်ငံရဲ့ထောက်ပံ့ကြေးနဲ့နှိုင်းယှဉ်တော့အရင်နေအခုနောက်ပိုင်းသမ္မတ Trump လက်ထက်မှာ American ကဓာတ်ဆီကားတွေကိုစီးဖို့ပြန်ပြီးတော့တွန်းအားပေးအဆင့်ကိုပြန်ရောက်သွားလို့တစ်ကမ္ဘာလုံးကမျက်စိလဲသွားပါတယ်။ဘာလို့များအခုလိုစီကားတွေပြန်စီအောင်တွန်းအားပေးနေရလဲ။ဒီအကြောင်းကိုအခုနောက်ပိုင်းမှာကျွန်တော်ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။တရုတ်အစိုးရကထောက်ပံ့ကြေးတွေအများကြီးပေးတာနဲ့တင်ရက်ထက်မနေသေးပါဘူး။အလားလာရှိတဲ့ကုမ္ပဏီတွေအခြေအနေမကောင်းတော့ရင်လည်းဒီကုမ္ပဏီတွေစီမှာယင်းနှိမ့်မြုပ်နှံမှုတွေထည့်ပေးတာမျိုးတွေလှုပ်ဆောင်ပါတယ်။အထူးသဖြင့်2020ခုနှစ်မှာ Hafel မြို့ရဲ့အစိုးရက NEO ကားကုမ္ပဏီစီမှာရုံးငွေ9ဘီလီယံအမေရိကန်ဒေါ်လာ980တန်းလောက်ကိုထည့်ဝင်ပြီးတော့ဒီကုမ္ပဏီဒေဝါလီခံမဲ့အရေးကနေပြီးတော့ကယ်တင်ခဲ့ပါတယ်ပြီးတော့2009ခုနှစ်မှာချန်ဟိုင်းမြို့ပေါ်ကဘတ်စကားပေါင်းသိန်းကျော်ကို EV ကားတွေအဖြစ်ပြောင်းဖို့အဲ့ဒီအချိန်တုန်းမှာလက်စစ်ကားစားထုတ်ကားစား BYD ကားကုမ္ပဏီကိုပေးခဲ့ပါတယ်ဒီကားကုမ္ပဏီတွေအနေနဲ့ဈေးကွက်မှာမရောင်းခင်နေတဲ့အမျက်ရနေပြီးတော့သူတို့မှမအောင်မြင်ဘယ်ကားကုမ္ပဏီအောင်မြင်မလဲလို့ကျွန်တော်မေးချင်ပါတယ်နောက်တစ်ခုကတရုတ်အစိုးရရဲ့ EV ကားကုမ္ပဏီတွေအပေါ်ကျင့်သုံးတဲ့ Dual Credit စနစ်ပါဒီစနစ်ကြောင့်ပဲအမှန်တကယ်အပြောင်းလဲတွေဘက်ကိုဥတီစေရလို့ဆိုနိုင်ပါတယ်တရုတ်မှာလာပြီးတော့ကားထုတ်လို့သူတိုင်းအနေနဲ့တရုတ်အစိုးရသတ်မှတ်ထားတဲ့သတ်မှတ်ချက်နှစ်ခုကိုပြည့်မီအောင်လုပ်ပေးရပါတယ်ပထမတစ်ခုကတော့ CAFC credit လို့ခေါ်ပါတယ်သူက corporate average fuel consumption ဖြစ်ပြီးတော့အခြေခံအားဖြင့်ထုတ်လုပ်တဲ့ကားရဲ့စီစားသက်သာမှုအတွက်ပေးတဲ့ credit စနစ်ပါဒုတိယတစ်ခုကတော့ New Energy Vehicle Credit သို့မဟုတ် NEV credit လို့ခေါ်ပါတယ်အတိတ်ပေကတော့ EV ကားတွေ plug-in hybrid ကားတွေထုတ်လုပ်ရင်ဒီ NEV credit တွေရမှာပါတရုတ်မှာစီကားတွေပဲထုတ်လုပ်ပြီးရောင်းရင် CVAFC credit မှာအနှုတ်လက္ခဏာပြမှာပါစီကားတွေက fuel efficiency မရှိပါဘူးဒီတော့ဒီ credit ကိုပြည့်မီဖို့အချိုးညီဖို့အတွက်စီကားတွေတင်မဟုတ်ဘဲနဲ့ EV ဒါမှမဟုတ် plug-in hybrid တွေကိုပါထုတ်လုပ်ဖို့လိုအပ်ပါတယ်2019ခုနှစ်မှာထုတ်လုပ်မှုရဲ့10%ကို EV ဒါမှမဟုတ် plug-in hybrid ထုတ်ရမယ်လို့သတ်မှတ်ထားခဲ့ပြီးတော့ဒီအချိုးကနှစ်စဉ်မြင့်တက်နေပါတယ်2023ခုနှစ်မှာတော့18%အထိရောက်လို့သွားပါတယ်တကယ်လို့ကိုကသတ်မှတ်ပမာဏအတွင်းမရောက်ဘူးဆိုရင်ရွေးချယ်စရာနှစ်ခုရှိပါတယ်တစ်ခုကတော့ BYD တို့ Tesla တို့လို EV ကားကုမ္ပဏီစီက credit တွေကိုဝယ်ပြီးတော့ပြည့်အောင်ဖြည့်ဖို့လှုပ်ဆောင်ခြင်းဖြစ်ပြီးတော့နောက်တစ်ခုကတော့သတ်မှတ် target ကိုမပြည့်မီရင်လက်ရှိရောင်းချနိုင်တဲ့ပမာဏကိုချော့ချခြင်းပဲဖြစ်ပါတယ်ဒီစနစ်ကအပေါ်ယံသတ်မှတ်ကရှန်ကစနစ်တစ်ခုမဟုတ်ဘဲနဲ့တေချာတွက်ချက်လှုပ်ဆောင်ထားတဲ့စုပေးတံပေးစနစ်တစ်ခုပါဒီတော့ EV ကားတွေကိုကိုယ်တိုင်ထုတ်လုပ်မလားဒါမှမဟုတ်ကိုယ့်ရဲ့ပြိုင်ဘက်တွေစီက credit တွေကိုဝယ်ယူပြီးတော့သူတို့ကိုထောက်ပံ့ပေးနေမလားဆိုတာစဉ်းစားရမှာပါ Toyota, Ford, Hyundai, Volkswagen စတဲ့နာမည်ကြီးကားကုမ္ပဏီတွေကတရုတ်နိုင်ငံမှာတဖြည်းဖြည်းနဲ့ဈေးကွက်ဝေစုတွေရောကျသွားခဲ့တဲ့နောက်ွယ်ကအကြောင်းရင်းကတော့ဒီစနစ်ကြောင့်ပါပဲဒီကုမ္ပဏီတွေရဲ့စီကားတွေကတရုတ်နိုင်ငံမှာရောင်းအားကောင်းပါတယ်ဒါပေမဲ့သူတို့တွေအနေနဲ့စီကားတွေကိုပဲရောင်းချနေရင် EV ကားထုတ်လုပ်သူတွေဖြစ်တဲ့ BYD, Tesla တို့စီကနေပြီးတော့အမြဲပဲ credit အရေးအတွက်ပြည့်မီအောင်ဝယ်ယူနေရမှာပါဒီတော့စီကားတွေရဲ့တရုတ်ဈေးကွက်မှာရှင်ပြိုင်မှုကတဖြည်းဖြည်းပိုပြီးတော့ကုန်ကျစရိတ်မြင့်မားလာပါတယ်ဒါကြောင့်ပဲတခြားနိုင်ငံကကားကုမ္ပဏီတွေကတရုတ်နိုင်ငံမှာရပ်တည်နိုင်ခြင်းမရှိတော့ပါဘူးဒီလိုထောက်ပံ့ကြေးတွေ credit စနစ်တွေကတရုတ်အစိုးရရဲ့ EV ကဖွံ့ဖြိုးမှုလှုပ်ဆောင်ချက်ရဲ့အစိတ်ပိုင်းတစ်ခုပဲရှိပါသေးတယ်တရုတ်အစိုးရရဲ့နောက်ထပ်ထင်မှတ်မထားတဲ့လက်နက်တစ်ခုရှိပါသေးတယ်ဒါကတော့တကယ်ကိုအစွမ်းထက်တဲ့ license plate စနစ်ပဲဖြစ်ပါတယ်ပုံမှန်အနေနဲ့ကြည့်ရင်တော့တိတ်ပြီးထူးခြားတယ်လို့မထင်ရပေမဲ့နောက်ွယ်မှာတော့တကယ်ကိုကြောက်စရာကောင်းပါတယ်ဒီအကြောင်းလေးကိုဗဟုသုတအနေနဲ့တစ်ချက်လောက်သေချာကြည့်လိုက်အောင်ချန်ဟိုင်းနဲ့ဘေဂျင်လိုမြို့ကြီးတွေမှာကားဝယ်ယူရုံနဲ့မပြီးသေးပါဘူး license plate တစ်ခုကိုဝယ်ယူရပါတယ်ဒီစနစ်ကိုတော့2000ခုနှစ်မတိုင်ခင်တည်းကလှုပ်ဆောင်ထားပါတယ်အစိုးရကလေတုညဉ့်ဉန်းမှုနဲ့ရင်ကြောပိတ်ဆို့မှုပြဿနာတွေကိုရှော့ချဖို့အတွက်ရည်ရွယ်ချက်ရှိပဲစီကားတွေအတွက် license plate တွေကိုအရေးအတွက်ကန့်သက်ထားပြီးတော့ခြားပါအောင်ဈေးကြီးအောင်တမင်လုပ်ထားပါတယ်ဒီစနစ်ကိုချန်ဟိုင်းမှာ2000ခုနှစ်လောက်ကစတင်နဲ့လာစဉ်လေလံပွဲတွေလုပ်ပြီးတယ်အဲ့ဒီမှာစီကားစီးရဖို့လူပေါင်း2သိန်းလောက်အတွက် license plate 1000လောက်ပဲရှာပေးပြီးတော့လေလံဆွဲစီပါတယ်အနိုင်ရသွားတဲ့ license plate ရဲ့အကြမ်းမြင့်ဈေးဟာယွန်း8000ကျော်လောက်ရှိပြီးတော့ဒေါ်လာနဲ့ဆိုရင်14000 15000ဝန်းကျင်ရှိပါတယ်ဒီပမာဏကြီးကအများကြီးပါဒီလို plate ဈေးကစီကားတစ်စီးရဲ့တန်ဖိုးထက်တောင်များနေပါတယ်ဒါပေမဲ့တရုတ်အစိုးရကဒီစနစ်နဲ့တင်အားမရသေးပါဘူးဘေဂျင်မှာ2011ခုနှစ်ကနေစလို့လေလံစနစ်ကနေပြီးတော့ laundry စနစ်ကိုပြောင်းလိုက်ပါတယ်
ပြီးရင်ထီပေါက်ပြီးမဲ့စီကားအတွက် license plate ကိုချက်ချင်းမထုတ်ပေးပြန်ပါဘူးသတ်မှတ်တဲ့အချိန်6လတစ်နှစ်စောင့်ပြီးမှရရှိနိုင်ပါတယ်ပြီးတော့ဒီထီပေါက်တဲ့ရလက်ကလည်းတဖြည်းဖြည်းနည်းလာလိုက်တာအခုဆိုလို့ရှိရင် 0.2 ရာခိုင်နှုန်းပဲရှိပါတယ်ဒီရာခိုင်နှုန်းက900မှာတစ်ယောက်ပဲပေါက်မှာပါတချို့လူတွေကစီကားစီးဖို့အတွက်နှစ်ပေါင်းများစွာစူးစမ်းလာကြပေမဲ့ခံမကောင်းခဲ့ကြပါဘူးဒီတော့သူတို့ဝယ်ယူထားတဲ့ကားတွေကိုနှစ်ပေါင်းများစွာတင်ထားကြတာပဲအဖက်တင်ပါတယ်တခြားတစ်ဖက်မှာတော့ EV ကားကိုဝယ်ယူသူတွေအနေနဲ့ဒီလိုကိစ္စတွေအကုန်လုံးခေါင်းထဲမှာထည့်ထားကြမလိုပါဘူးစီကားစီးဖို့ကြုံတွေ့နေရတဲ့အခက်အခဲတွေပြဿနာတွေအားလုံးဟာတမောက်ဟုတ်ချင်းပျောက်ကွယ်သွားမှာပါဝယ်ခြင်းသူက BYD တို့ EV ထဲလာစီမှာချက်ချင်းဝယ်ယူပြီးတာနဲ့ license plate လည်းချက်ချင်းရမှာဖြစ်ပြီးတော့တန်းပြီးတော့အသုံးပြုနိုင်မှာပါပုံမှန်တရုတ်မိသားစုတွေအနေနဲ့ဒီလောက်ကတော့လွယ်လွယ်ကူပဲတွက်ချက်နိုင်ပါတယ်အပိုပိုက်ဆန်ဒေါ်လာ1000ခွဲလောက်အသုံးပြုပြီးတော့စီကားစီးဖို့လားနဲ့စီဆောက်မလားဒါမှမဟုတ်ချက်ချင်းပဲဒီနေ့ EV ဝယ်ပြီးတော့မနှက်ပြန်စီးမလားကျင်းသေးပါတယ် EV ကိုပဲရွေးချယ်ပြီးဝယ်ကြမှာပါဒီ policy ကပဲတရုတ်နိုင်ငံမှာ EV ကားတွေစီးကြဖို့တွန်းအားကိုဖြစ်စေပြီးတော့တခြားသောထောက်ပံ့ကြေးတွေအခွန်တွေထက်ပိုပြီးတော့ထိရောက်ခဲ့ပါတယ်ကျွန်တော်တခုတွေးမိတာရှိပါတယ်အခုလို EV တွေပြောင်းသွားအောင်လှုပ်ဆောင်လိုက်တာကအခုဖြစ်နေတဲ့ပြဿနာတွေကိုပြည်လေသွားစေပြီလားလူချင်းမင်းတို့ပဲစဉ်းစားကြည့်ပါ EV နံပါတ်ပြားတွေကိုအကန့်အသတ်မရှိထုတ်ပေးလိုက်လို့ရှိရင်ကားတွေဟာရခင်အတိုင်းပဲလမ်းတွေပေါ်မှာပို့ပြီးပြည့်သွားအောင်ပြန်ထည့်ပေးလိုက်တဲ့သဘောဖြစ်မနေဘူးလားအခုနောက်ပိုင်းမှာလည်းတရုတ်နှစ်ခုလိုအများပြည်သူပိတ်ရက်တွေမှာချန်ဟိုင်းတို့ဘေဂျင်းတို့လိုမြို့ကြီးတွေမှာ24နာရီလောက်ကားပိတ်နေတဲ့တာကိုအမြဲကြားမှာပါဒီလိုလမ်းလေကောင်ကြီးမှာ24နာရီလောက်လမ်းပိတ်နေတဲ့အခြေအနေကြီးကတော်တော်မလွယ်ပါဘူးအနီးနားမှာနားခိုးစရာစားစရာဘာမှမရှိပါဘူး EV ပဲဖြစ်ဖြစ်ဘာကားပဲဖြစ်ဖြစ်ကားချက်တာတော့ခန်းမှာပါဒီချက်ပို့ပြီးတွေးကြည့်လိုက်အောင် EV ကားတွေကိုအသုံးပြုခြင်းရဲ့အဓိကရည်ရွယ်ချက်ကကာဗွန်ဆွတ်ထုတ်မှုလုံးဝမရှိတာကြောင့်ပါဒါပေမဲ့ကားအိတ်ဇောကနေကာဗွန်ဆွတ်ထုတ်မှုမရှိတာလောက်အတွက်ကတော့မှန်ပေမဲ့တခြားနောက်ွယ်ရာအကြောင်းတွေကိုကြည့်လိုက်အောင် EV ကားတွေကိုနေ့စဉ်လက်စစ်တာသွင်းဖို့လိုပါတယ်ဒီလက်စစ်ကားတွေများလာလေလေလက်စစ်တက်အားလိုအပ်ချက်ကပို့ပြီးတော့များလာမှာပါပြီးတော့ကားရဲ့ဘက်ထရီကိုထုတ်လုပ်ဖို့အတွက်လီသီယမ်ကိုဘော့နီကယ်စတဲ့သတ္တုတွေတူးဖော်ဖို့နဲ့တန့်စင်ဖို့အတွက်များပြားတဲ့လက်စစ်စွမ်းအင်တွေအသုံးပြုရပြန်ပါတယ်ဒီကားတွေကိုတိစောက်ဖို့အတွက်လက်စစ်စွမ်းအားတွေလည်းလိုပြန်ပါတယ်လူကြီးမင်းတို့စဉ်းစားကြည့်ဒီ project ကြီးတစ်ခုလုံးရဲ့ဒီ EV ကားတွေလမ်းပေါ်ရောက်သွားပြီးရင်နေရောညပါအားသွင်းတာကိုဖြည့်ပြီးနေရတဲ့အာသွင်း station တွေအသုံးပြုနေတဲ့လက်စစ်ပမာဏတွေဟာမနှဲပါဘူးဒီအချက်တွေကိုကြည့်လိုက်ရင် zero carbon emission အတွက် EV ကားတွေကတကယ် effective ဖြစ်ရလားတရုတ်နိုင်ငံမှာလက်စစ်မီးရဖို့အသုံးပြုတဲ့ power source ရဲ့60% ရာခိုင်နှုန်းကကြောက်မီးသွေးတွေကိုမီးရှို့ပြီးတော့ရလာတာပါBloomberg MEF ရဲ့အစီရင်ခံစာတွေအရ EV ကားတစ်စီးမိုင်ပေါင်း9300ကျော်ကီလိုမီတာ116,000ကျော်ကိုမောင်းနှင်နိုင်မှစီကားတွေထက်လေထုညစ်ညမ်းမှုကိုချော့ချပေးရရောက်မယ်လို့ဆိုထားပါတယ်ဒီတော့ဒီလောက်အထိမမောင်းရသေးပဲနဲ့မြန်မြန်ဆန်ဆန်ပဲဘက်ထရီမကောင်းတော့ရင်တခြားအကြောင်းတစ်ခုအကြောင်းပျက်စီးသွားရင် EV ကားထုတ်လုပ်ခြင်းရဲ့အကျိုးကျေးဇူးတွေဖြစ်တဲ့ zero carbon emission ကိုခံစားရမှာမဟုတ်ဘဲနဲ့ဆိုးကျိုးတွေပဲပိုများလာမှာပါတရုတ်ကထုတ်လုပ်သူတွေကယူလောက်တဲ့တီထွင်စမ်းသစ်မှုတွေကိုလှုပ်ဆောင်ပြီးတော့ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေကြားမှာရပ်တည်နေနိုင်အောင်စ조사နေပါတယ်သူတို့အနေနဲ့အသုံးပြုသူတွေဘာလိုချင်တယ်လိုချင်တာကိုလှုပ်ဆောင်ပေးနိုင်ကြပြီးတော့အချို့အချိန်တွေမှာတခြားနိုင်ငံကကားထုတ်လုပ်သူတွေထက်ပိုကောင်းအောင်ဆောင်ရွက်နေနိုင်ကြတာလက်တွေ့ပါပဲဒါပေမဲ့အဆုံးပိုင်းကိုကြည့်လိုက်ရင်ဒါဟာတရုတ်အစိုးရရဲ့ကြီးမားတဲ့နိုင်ငံရေးအကြံအစီရည်ရွယ်ချက်တစ်ခုဖြစ်နေမလားဆိုတာပါဘာကြောင့်တရုတ်အစိုးရကရှိသမျှလူတွေအားလုံးကို EV ကားတွေအသုံးပြုခိုင်းနေတာလဲဒီမှာမေးစရာမေးခွန်းတွေပိုများလာပါတယ်တရုတ် EV ကားတွေဟာအမှန်တကယ်ပဲစမ်းသစ်တည်ထင်မှုတက်တက်ရဲ့ရလဒ်ပဲလားဒါမှမဟုတ်ပြည်တွင်းဈေးကွက်ကနေပြီးတော့ထွက်သွားတာနဲ့ရှင်သန်ဖို့ခက်ခဲတဲ့ထောက်ပံ့ကြေးနဲ့အသက်ရှင်နေတဲ့ဘူပေါင်းလေးတွေဖြစ်နေမလားတရုတ်နိုင်ငံမှာ EV ကားတွေအလုပ်ဖြစ်နေပါတယ်တရုတ်က EV ကားဈေးကွက်ကြီးကို0 EV ကနေစတင်ခဲ့တယ်အခုဆိုရင်ကြီးမားတဲ့ကမ္ဘာဈေးကွက်ကြီးကိုလက်လန်းနေနိုင်ပါပြီဒါပေမဲ့တရုတ်နိုင်ငံကနေထွက်သွားတာနဲ့ EV စီးကျက်ခွန်တွေအသုံးပြုသူတွေရဲ့တန်တရားတွေနဲ့ရင်ဆိုင်နေရပြီးတော့ဒီကိစ္စတွေမှာတရုတ်အစိုးရကဘာမှလုပ်ပေးနိုင်ခြင်းမရှိတော့ပါဘူးဒီကစားပွဲတွေမှာတော့တရုတ်အစိုးရရဲ့စီးမြင်စည်းကမ်းတွေကအသုံးမဝင်တော့ပါဘူးတရုတ်ကထုတ်လုပ်သူတွေကအခုမှတကယ်စစ်မှန်တဲ့ကစားပွဲကိုရင်ဆိုင်ရတော့မှာပါကျွန်တော်အနေနဲ့မျှမျှတတပြောရရင် UK, Germany, France အစရှိတဲ့တချို့ဥရောပနိုင်ငံတွေအပါအဝင်ကမ္ဘာရဲ့နေရာတော်တော်များများမှာတရုတ် EV ကားတွေကရောင်းအားကောင်းနေပါတယ်
ဒါပေမဲ့တရုတ်နိုင်ငံရဲ့ဝယ်လိုအားကိုသာဖယ်ထုတ်ပြီးတော့ကြီးလိုက်မယ်ဆိုလို့ရှိရင်တရုတ် EV brand တွေရဲ့ရောင်းအားကကမ္ဘာ EV ရောင်းအားရဲ့သေးငယ်တဲ့အစိတ်ပိုင်းလေးတစ်ခုပဲရှိနေသေးပြီးတော့10%အောက်မှာပဲရှိပါတယ်ဒီ2025ခုနှစ်အထိ US နိုင်ငံမှာတရုတ် EV ကားတွေရဲ့ဈေးကွက်ဝယ်စုဟာ0%တသာပဲရှိပါတယ်ကျွန်တော်တို့ပြောကြည့်အောင်တရုတ် EV ကားတွေကကမ္ဘာစံချိန်စံညွှန်းတဲ့အညီကုန်ပစ္စည်းတွေကိုအသုံးပြုထားတဲ့နီးပညာလည်းသတ်မှတ်ချက်နဲ့ကိုက်ညီမှုရှိတယ်ဆိုပါစို့ဒီလိုအချက်တွေနဲ့ EV ကားတွေကိုတခြားကားတွေရဲ့တဝက်ဈေးလောက်နဲ့ရနိုင်တယ်ဆိုရင်ဒီကမ္ဘာလုံးက EV ဝယ်ယူဖို့လုံနေသူတွေအနေနဲ့မဖြစ်မနေ EV ကားတွေကိုအရင်ဆုံးကြည့်ကြမှာပါဘာတူမဆိုစိတ်ဝင်စားမှာပါဒါပေမဲ့ American ဈေးကွက်မှာတော့ဒီတရုတ် EV ကားတွေကပုံမှန်ဈေးထက်အနည်းဆုံး2ဆလောက်မြင့်တက်လို့သွားပါတယ်ပထမဦးဆုံးတရုတ်ကလာတဲ့ EV တွေကိုအခွန်100%ကောက်လိုက်လို့ပဲဖြစ်ပါတယ်ပုံမှန် passenger ကားတွေဖြစ်တဲ့ Toyota Volkswagen တို့အတွက်တော့1.5%ပဲကောက်ပါတယ်ရခိုင်နှစ်ပေါင်းများစွာတည်းဟာတရုတ်ထုတ်ကုန်တွေကို special 25%အခွန်ကောက်ခဲ့တာကြပါပြီဒီ2024ခုနှစ် American သမ္မတ Biden လက်ထက်မှာ EV ကားတွေကိုအခွန်100%အထိတိုးကောက်ပစ်လိုက်ပါတယ်ဘာလို့လှုပ်လိုက်လဲဆိုရင်တရုတ် EV တွေအတွက်တရုတ်အစိုးရရဲ့အထောက်အပံ့ကြောင့်ဈေးသက်သာမှုလူဆွမ်းအားအရင်းမြစ်ဈေးချိုမှုတွေကြောင့်မညီမျှတဲ့ဈေးကွက်ပြိုင်ဆိုင်မှုကိုဟန့်တားဖို့နဲ့ American နိုင်ငံသားတွေရဲ့အလုပ်ကအခွင့်အလမ်းကိုကာကွယ်ဖို့ပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာပဲ2025ခုနှစ်သမ္မတ Trump အစိုးရလက်ထက်ရောက်တော့ Biden ရဲ့100%အခွန်စည်းကြပ်မှုကိုဆက်လက်ပြီးတော့လှုံ့ဆော်နေအဲ့ဒီအပြင်တရုတ် EV battery နဲ့တခြားအရေးပါတဲ့မြေရှားသတ္တုတွေအပေါ်မှာ93%အထိထပ်ပြီးတော့တိုးကောက်လိုက်ပါတယ်ဒီလိုတိုးကောက်လိုက်တဲ့အတွက်တရုတ် EV ကားတွေကအခွန်145%လောက်အထိထပ်တိုးပြီးတော့ဆောင်လိုက်ရတယ်လို့ဖြစ်သွားပါတယ်ဥရောပယူနီယံကလည်း8လလောက်စစ်တမ်းတွေကောက်လိုက်ပြီးတော့တရုတ် EV ထုတ်လုပ်သူတွေရဲ့တရုတ်အစိုးရအထောက်ပံ့ကြောင့်ဈေးကွက်မှာတပန်းသာနေမှုကိုလေ့လာတွေ့ရှိရဲအဲ့ဒီအတွက်ကြောင့်မလို့2024ခုနှစ်နောက်ပိုင်းမှာအခွန်29%ကိုထပ်တိုးအနေနဲ့ပေါင်းလိုက်တယ်ဒီရာခိုင်နှုန်းကအမေရိကန်လောက်မများပေမဲ့သူတို့ရဲ့အမျက်ရာခိုင်နှုန်းတွေအရန်နည်းသွားစေပါတယ်တရုတ်နိုင်ငံကကမ္ဘာကုန်သွယ်ရေးအစည်းအဝေးမှာအမေရိကန်နဲ့ဥရောပတို့ရဲ့အခွန်နှုန်းထားတွေအပေါ်ဆန့်ကျင်ကြောင်းနဲ့ဒီလုပ်ရက်တွေကဟန်ဆောင်ထားတဲ့ဈေးကွက်ကာကွယ်ရေးမူဝါဒတွေဖြစ်ကြောင်းအထူးသဖြင့်တရုတ်နိုင်ငံကိုတိုက်ခိုက်ဖို့လှုံ့ဆော်နေတာဖြစ်ကြောင်းတွေကိုဆွဆွဲခဲ့ပါတယ်ဒါပေမဲ့လည်းအမေရိကန်နဲ့ဥရောပကတော့လက်လျှော့မဲ့ပုံမပေါ်ပါဘူးအဲ့ဒီအပြင်တကယ်လို့တရုတ်အစိုးရကတရုတ် EV ကားကုမ္ပဏီအပေါ်ထပ်တိုးထောက်ပံ့မှုတွေလုပ်ခဲ့ရင်လက်ရှိချမှတ်ထားတဲ့အခွန်တွေကိုလည်းထပ်တိုးမယ်လို့ပြောခဲ့ပါတယ်ဒါကြောင့်ပဲတရုတ် EV ကားကုမ္ပဏီတွေကိုပြည်တွင်းမှာအားသက်ချက်ရရှိအောင်ထောက်ပံ့ကြေးတွေအမျိုးမျိုးပေးခဲ့ခြင်းဟာပြည်ပမှာပြန်လည်ထိခိုက်နေတဲ့သဘောပါသူတို့ရဲ့ပြည်တွင်းအားသာမှုတွေကအခုဆိုရင်ပြည်ပမှာတော့အားနည်းချက်ကြီးဖြစ်လာပါတယ်အမေရိကန်နဲ့ဥရောပတို့ရဲ့လောက်ရက်ကတေချာစဉ်းစားကြည့်လိုက်ရင်တော့မားတယ်လို့မဆိုနိုင်ပြန်ပါဘူးတရုတ်အိမ်ကွင်းမှာတရုတ်တွေအသာစီးရအောင်ပေါ်ပေါ်တင်နေမဲ့သူတို့ရဲ့စနစ်နဲ့ဂျောင်ပိတ်ရိုက်ခံနေရတဲ့တခြားနိုင်ငံကကားကုမ္ပဏီတွေအတွက်သူတို့ရဲ့အိမ်ကွင်းမှာအသာစီးရအောင်လုပ်ပေးဖို့အတွက်ကတော့ဒီအစိုးရတွေမှာတာဝန်ရှိနေပါတယ်မဟုတ်ရင်ဒီတရုတ်တွေရဲ့မမျှတတဲ့ဈေးကွက်ဖောက်ထွင်းမှုကိုထိန်းသိမ်းနိုင်ဖို့မဖြစ်နိုင်ပါဘူးတရုတ် EV ထုတ်လုပ်သူတွေအနေနဲ့ဒီလိုအခွန်စည်းကြပ်မှုတွေကိုကြမ်းကြမ်းခံနိုင်နေပဲထားပါအောင်နောက်ထပ်ဖြတ်ကျော်ဖို့မဖြစ်နိုင်တဲ့အတားအဆီးတစ်ခုရှိနေပါသေးတယ်အဲ့ဒါကတော့အမျိုးသားလုံခြုံရေး National Security ပဲဖြစ်ပါတယ်ဒီနေ့ခေတ်ကားတွေကကားလို့ခေါ်တာထက်ရွေးရှားနေတဲ့ smartphone ဆိုပုံမှန်ပါတယ်သူတို့မှာကင်မရာတွေ microphone တွေ GPS တွေ Wi-Fi Bluetooth entertainment system တွေနဲ့ online internet တွေပါဝင်ပါတယ်ဒီစနစ်တွေအားလုံးကပတ်ဝန်းကျင်ကအချက်အလက်တွေကိုရယူနိုင်ပြီးတော့ဒီကားတွေသွားရလမ်းတစ်လျှောက်ကိုဗီဒီယိုရိုက်ကူးတာတွေအတန်ဖန်းတာတွေလှုပ်ဆောင်နေနိုင်တာကအဓိကပြဿနာပါတရုတ်နိုင်ငံရဲ့ China National Intelligence Law ထဲမှာလည်းတရုတ်ကုမ္ပဏီတိုင်းကလိုအပ်ရင်အစိုးရကိုမဖြစ်မနေအချက်အလက်တွေပေးဖို့ပူးပေါင်းရမယ်လို့ပါဝင်ပါတယ်ဒီတော့ American ဘက်ကကြည့်လိုက်ရင်တရုတ်လုပ် EV တွေကဈေးနှဲတဲ့ပြိုင်ဘက်အနေနဲ့တွေမဟုတ်ဘဲနဲ့ဘီးတက်ထားတဲ့ခေတ်မီစပိုင်ပစ္စည်းတွေလည်းဖြစ်နိုင်တယ်ဆိုတာကိုသတ်မှတ်ထားပါတယ်လူကြီးမင်းတို့ပဲတွေးကြည့်ပါမီလီယံနဲ့ချီတဲ့ချိတ်ဆက်ထားတဲ့တရုတ်ကားတွေကအမေရိကန်လမ်းမပေါ်မှာစင်ဆာတွေမိုက်ခရိုဖုန်းတွေကင်မရာတွေနဲ့သွားလာနေမယ်ဆိုရင်ဟုတ်တော်ရှိမဟုတ်တော်ရှိဒီအချက်လက်တွေကိုတရုတ်အစိုးရကအလွယ်တကူပဲရရှိနိုင်ပါတယ်ဒါကြောင့်ပဲအမေရိကန်ကတရုတ်လုပ်ကားတွေကိုအကောက်အခွန်တွေမဟုတ်ဘဲနဲ့နီလန်ပေါင်းစုံနဲ့မဝင်နိုင်အောင်တားဆီးနေတာပါအခုဆိုရင်2029ခုနှစ်ကနေစပြီးတော့ချိတ်ဆက်မှု software ပါတဲ့တရုတ်ကားတွေကိုအမေရိကန်နဲ့ပေးမသွင်းဖို့ဥပဒေတွေထုတ်ပြန်ထားပါတယ်ပြီးရင်2023ခုနှစ်မှာတော့ hardware ပစ္စည်းတွေကိုပါပေးမသွင်းတော့ပါဘူး
ဒါက BYD တို့ NIO တို့လိုတရုတ်ကားတွေမဟုတ်ပါဘူးအမေရိကန်ကားကုမ္ပဏီတွေဖြစ်တဲ့ Ford တို့ Tesla တို့မှာတရုတ်လို့ချစ်တွေစင်ဆာတွေနဲ့ software တွေပါလာရင်အမေရိကန်နိုင်ငံတွေကိုပေးမသွင်းဖို့သတ်မှတ်ထားပါတယ်အခုလိုပစ္စည်းတွေပါလာရင်တော့ဒီကားတွေကအမေရိကန်ဈေးကွက်ကိုဆုံးရှုံးသွားမှာပါဒီတော့တရုတ်ကုမ္ပဏီတွေကငါတို့အနေနဲ့စက်ရုံတွေကိုအမေရိကန်ဒါမှမဟုတ်မက္ကဆီကိုမှာစောင့်မယ်ငါတို့ကိုယုံကြည်မလားလို့မေးစရာရှိပါတယ်ဒီလိုဆိုရင်တော့မှဘယ်နိုင်ငံပဲတိဆောက်ဒီကားထဲမှာတရုတ်နဲ့တနည်းတစ်ပုံဆက်သွယ်မှုရှိနေတာတွေ့ရင်အပိတ်ခံရမှာပါတရုတ်နဲ့တနည်းတစ်ပုံဆက်သွယ်တယ်မဆက်သွယ်ဘူးဆိုတာကိုတရုတ်ကုမ္ပဏီတွေအနေနဲ့ဘယ်လိုသက်သေပြအပြဿနာအဲ့ဒါပဲလူကြီးမင်းတို့အနေနဲ့ TikTok ကိုအမေရိကန်အထက်လွှတ်တော်မှာကြားနာစစ်ဆေးခဲ့ရကိုနားထောင်မှုကြမယ်ထင်ပါတယ်အမေရိကန်တရားရေးက TikTok အချက်လက်တွေကိုတရုတ်နိုင်ငံကိုပို့နေသလားဆိုတာကို TikTok စင်ကာပူရဲ့ CEO ကိုစစ်ဆေးခဲ့ပါတယ် TikTok CEO ကပြန်မပို့ကြောင်းညင်းဆိုပါတယ်ဒါပေမဲ့ဒီအချက်လက်တွေကိုတနည်းတစ်ပုံနဲ့မရောက်သွားနိုင်ဘူးဆိုတာကိုသက်သေပြနိုင်ဖို့ဒီခေတ်ကြီးမှာမဖြစ်နိုင်ပါဘူးဒီတော့အမေရိကန်အစိုးရရဲ့ရည်တည်ချက်ကရိုးရှင်းပါတယ်အချက်လက်တွေပေါက်ကြားနိုင်တဲ့အန္တရာယ်ရှိနိုင်တဲ့ပစ္စည်းတွေကိုဘာလို့စွန့်စားပြီးတော့အသုံးပြုမှာလဲဒီလိုကိစ္စကြောင့်ပဲ Huawei ရဲ့ 5G network ကိုအမေရိကန်မှာမသုံးဖို့ပိတ်လိုက်တယ် DJI drone တွေကိုအစိုးရနဲ့ contract ချုပ်ထားတာနေပြီးတော့ contract ကိုရန်နာလိုက်တယ်တရုတ်အစိုးရကတော့ဒီလိုကိစ္စတွေကလုံးဝမျှတမှုမရှိဘူးလို့ပြောပါတယ်တစ်ချိန်ကျရင်တော့အမေရိကန်သမ္မတ Trump နဲ့သဘောတူညီမှုတစ်ခုရရှိပြီးတော့လှုပ်ဆောင်ခွင့်တွေပြန်လဲရရှိကောင်ရရှိနိုင်ပါတယ်ဒါပေမဲ့တရုတ်နိုင်ငံကလည်းတခြားနိုင်ငံက EV ကားတွေကိုယုံကြည်မှုမရှိပါဘူး2021ခုနှစ်အစောပိုင်းကာလတုန်းမှာ Tesla ကားတွေကိုတရုတ်ရဲ့စီရေးဌာနတွေနဲ့တခြားအစိုးရယုံဌာနတွေပါအသုံးမပြုဖို့ပိတ်ပင်ခဲ့ပါတယ် Tesla ရဲ့ကင်မရာတွေကသူတို့ရဲ့စစ်ဘက်ဆိုင်ရာအချက်လက်တွေကိုဖမ်းယူသွားမှာစိုးရင်လို့ပါဒီတော့အမေရိကန်ကလည်းတရုတ် EV ကားတွေကိုမယုံသလိုတရုတ်ကလည်းအမေရိကန်တွေကိုမယုံပါဘူးညှော်မဲနိုင်တဲ့အနာဂတ်မှာတော့တရုတ်ကအမတ်တစိမ့်တွေအနေနဲ့အမေရိကန်နိုင်ငံမှာတရားဝင်ရောင်းချနိုင်ဖို့မလွဲကူပါဘူးဒါကခွန်စည်းကျပ်မှုကြောင့်နေမဟုတ်ဘဲနဲ့အမျိုးသားလုံခြုံရေးချင်းချောင်းမှုတစ်ခုအဖြစ်ရှုမြင်ခံရခြင်းကြောင့်ပဲဖြစ်ပါတယ်အဆုံးသက်အနေနဲ့အရေးကြီးဆုံးမေးခွန်းတစ်ခုရှိပါတယ်ဘယ်သူတွေကအနာဂတ်ကားလောကကိုစိုးမိုးနိုင်မှာလဲတရုတ် EV ကားတွေကိုပဲနေရာတိုင်းမှာမြင်တွေ့ရတော့မှာလားဒါမှမဟုတ်အမေရိကန်ဂျာမနီဂျပန်နဲ့ကိုရီးယားတို့ရဲ့ IC ကားတွေ hybrid ကားတွေကပဲလွှမ်းမိုးသွားနိုင်မလားခိမိတဲ့ EV ကားအသုံးပြုသူတွေကစီကားတွေပဲပြန်လှည့်ဖို့ခက်ခဲနိုင်ပါတယ်အလိုအလျောက်မောင်းနှင်မှုစနစ်တွေမောင်းသူမဲ့ယင်တွေဒါအတိုင်းတာတစ်ခုတည်းဖွံ့ဖြိုးလာရင် EV ကားတွေရဲ့အခန်းကဏ္ဍပိုများလာမှာပါဒီလိုဖြစ်လာရင်တော့တရုတ်ထုတ် EV တွေရဲ့ဈေးသက်သာမှုခိမင်စမ်းသစ်တဲ့နည်းပညာတွေနဲ့တရုတ်ကားတွေရဲ့လွှမ်းမိုးမှုဟာတိတိတသာပိုများလာနိုင်ပါတယ်တခြားတစ်ဖက်မှာတော့အမေရိကန်ကအခုဆိုရင် EV ကားတွေကိုမျက်နှာသာမပြီးတော့ဘဲနဲ့ဒီအခွန်လျှော့ပေါ့မှုတွေကိုရက်ဆိုင်လိုက်တယ်ပုံမှန်စီကားတွေနဲ့ hybrid ကားတွေကိုအလေးသာပေးနေတယ်2025ခုနှစ်စက်တင်ဘာမှာဒီအမေရိကန်က EV ဝယ်ရင်ရမယ့်အခွန်လျှော့ပေါ့မှုကိုရက်ဆိုင်လိုက်တယ်ဒီတော့အမေရိကန်စားသုံးသူတွေကိုဓာတ်ဆီကားနဲ့ hybrid ကားတွေစီကိုပြန်ပြီးတော့တွန်းပို့လိုက်တဲ့သဘောပါပဲကမ္ဘာကြီးမှာကွဲပြားခြားနားမှုတွေပိုကြီးလာပါတယ်တရုတ်ကသူ့နိုင်ငံမှာ EV တွေ100%ဖြစ်အောင်သွားနေချိန်မှာအမေရိကန်နဲ့ဂျပန်ကတော့ဓာတ်ဆီနဲ့ hybrid ကားတွေစီကိုပြန်ဦးတည်နေပါတယ်ဥရောပကတော့အလဲကြားမှာညီမျှအောင်လှုပ်ဆောင်နေပါတယ်ဒီတော့ကျွန်တော်တို့နိုင်ငံတွေကတော့ဘယ်ဘက်မှာလောင်ကြီးထက်ကြမလဲကားတွေရဲ့အနာဂတ်ကတီထွင်စမ်းသစ်မှုတစ်ခုတည်းကိုဆုံးဖြတ်လို့မရပါဘူးကမ္ဘာပထဝီနိုင်ငံရေးနဲ့ဘသူကလုတ်ပိုင်ခွင့်အချီဆုံးဘရင်လဲဆိုတာနဲ့ဓာတ်ရိုက်သက်ဆိုင်ပါတယ်ကျွန်တော်ကတော့စမ်းသစ်တဲ့ EV ရောစီနန့်လေးတင်းနေတဲ့စီကားရောနှစ်မျိုးလုံးကြိုက်ပါတယ်အဆုံးသတ်အနေနဲ့ထပ်ပြီးပြောချင်တာတော့ဘယ်ကားပဲတုံစွမ်းအင်လိုအပ်ချက်ကတော့ပိုတိုးလို့လိုအပ်မှာပါအနာဂတ်မှာလိုအပ်လာမယ့်ထပ်တိုးစွမ်းအင်တွေကိုဘယ်ကနေရနိုင်ပါမလဲဒီစွမ်းအင်တွေကိုအသုံးပြုဖို့ကျွန်တော်တို့နောက်တစ်ချိန်မှာတက်နိုင်ပါမလားအနာဂတ်မှာဈေးနှုန်းချို့သာစွာနဲ့စွမ်းအင်တွေကိုအသုံးပြုနိုင်ဖို့ဆူတောင်းရင်းနဲ့ပဲအဆုံးသတ်ပါစေလူချင်းမင်းတို့ရဲ့အမြင်လေးတွေကိုပြောခဲ့စေချင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးခဲ့ကြလို့အရန်ကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ